တကယ်တော့ကျွန်တော်တို့အားလုံးရဲ့ဘဝဆိုတာတူတောင်းလွန်းလာပါတယ်ဒီတူတောင်းတဲ့ဘဝလေးထဲမှာကိုယ့်ကိုပျော်ရွှင်စေမဲ့သူကိုယ့်ကိုတိုးတက်စေမဲ့သူတွေနဲ့ပဲဝန်းရံထားတင်ပါတယ်ဒါပေမဲ့တစ်ခါတလေမှာတော့ကျွန်တော်တို့ဟာတန်ရောစင်ဆိုတဲ့ခေါင်းစဉ်အောက်မှာမပေါင်းတင်းတဲ့သူကိုတီးခံပြီးတော့ပေါင်းတင်းဆက်ဆံနေမိတတ်ကြပါတယ်ဒီနေ့မှာတော့တင့်ရဲ့စိတ်ဆွမ်းအားတွေကိုကုန်ခန်းစေပြီးတော့ဘဝတိုးတက်မှုကိုဆွဲချနေတဲ့တင်းဘဝတွေကအများဆုံးဖယ်ထုတ်ပစ်တဲ့လူ၅မျိုးကြောင့်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်နံပါတ်1အမြဲတမ်းအပြစ်မြင်နေတတ်သူတင်တစ်ခုခုကိုကြိုးစားဖို့လုပ်တိုင်းနိဘက်ကဒါဖြစ်နိုင်ပါမလားအရန်မလုပ်ပါနဲ့လကားဖြစ်သွားမယ်ဆိုပြီးတော့စိတ်တက်ကြအောင်ပြောတတ်တဲ့သူတွေပါသူတို့ဟာတင့်ရဲ့ယုံကြည်မှုကိုဖျက်ဆီးရတာကိုဝါဒနာပါတဲ့သူတွေဖြစ်ပါတယ်သူတို့ရဲ့အကြံဉာဏ်တွေဟာစေတနာလို့ထင်ရပေမဲ့တကယ်တမ်းကျတော့တင့်ကိုသူတို့ထက်တာသွားမှကြောက်တဲ့စိတ်ခံတွေရှိတတ်ကြပါတယ်နံပါတ်2အတ္တသမားတွေသူတို့ဟာတင့်ကိုဒုက္ခရောက်မှသူတို့ကူညီလို့မှတင့်ကိုတရိယာတတ်ကြပါတယ်တင့်မှာအခက်အခဲတွေရှိလို့ရင်ဖွင့်ခြင်းတော့သူတို့ကနားထောင်မှုအချိန်မပေးတတ်ကြဘူးသူတို့ကဘာမှသူတို့ကဇက်လိုက်ပဲဖြစ်တယ်တင်ကတော့ဇက်ရံတယောက်လိုပါပဲဒီလို relationship မျိုးကတင့်ရဲ့စွမ်းရည်တွေကိုအလားတက်ဖြစ်စေပါတယ်နံပါတ်3အတင်းပြောသူများတခြားသူတယောက်ရဲ့မကောင်းကြောင်းအတွေ့အကြုံတွေကိုတင့်ရှိမှလာပြောတဲ့သူဟာတင့်ကြွယ်ရမှာလဲတင်းကြောင်းကိုတခြားသူစီပြန်ပြောဖို့ဝင်လေးမှမဟုတ်ပါဘူးသူတို့နဲ့ပေါင်းနေရတာဟာအချိန်ကိုက်ပုံတစ်လုံးကိုကင်ဆောင်ထားရတယ်လို့ပါပဲယုံကြည်မှုတည်ဆောက်ဖို့ခက်ခဲတဲ့လူမျိုးတွေပါနံပါတ်4အမြဲတမ်းတားကောင်ရှာတတ်သူတို့ရဲ့ဘဝမှာဖြစ်ပျက်သမျှအဆိုးတွေအားလုံးကသူတို့အမှားလုံးဝမပါပဲသူများတွေကြောင့်ကြီးပဲလို့ယူဆနေသူတွေပါသူတို့ဟာတာဝန်ယူစိတ်မရှိသလိုပြဿနာတွေကိုဖြေရှင်းဖို့ထက်ညှဉ်းညူဖို့ကိုပဲရွေးတတ်ကြပါတယ်ဒီလိုလူတွေနားမှာနေလို့ရှိရင်တင်မာလိုက်ပြီးတော့စိတ်တက်တွေပြက်ပြပြီးညှဉ်းညမ်းနေတတ်ပါတယ်နံပါတ်5မနာလိုသူတွေမိတ်ဆွေစစ်စစ်ဆိုတာကိုအောင်မြင်တဲ့အခါမှာကိုယ်နဲ့ထပ်တူဝမ်းတာပေးနိုင်တဲ့သူတွေပါဒါပေမဲ့မနာလိုသူတွေကတော့တင်းအောင်မြင်မှုကိုလစ်လို့ရှူတာဖြောင်းဖြောင်းတာတို့မဟုတ်ရှော့ချတာမျိုးတွေလုပ်တတ်ကြပါတယ်